Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကformation နှစ်ခုအကြောင်းကိုပြောမှာပေါ့နော်ပထမဆုံးကျွန်တော်ကဒီ formation အကြောင်းကိုပြောမယ်ဒီ formation ကိုကျွန်တော်အခုဆော့တာပေါ့နော်ကျွန်တော် run ပြန်ကြပါကျွန်တော်ဒီကစားကွက်တွေစမ်းဆော်ရင်းနဲ့ကောင်းတွေရှောက်တိုက်အဲ့ဒါနဲ့ပဲ run ပြန်ကြပါပေါ့နော်အခုကျွန်တော် run ပြန်တင်တော့ကစားကွက်တစ်ခုကိုတခြားအခြေချပြီးတော့ပြန်ဆော့ပြီး run ပြန်တင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီအခုပြောမယ့် formation နဲ့ဆော့တာကျွန်တော်1 2 3 4ပွဲမှာမရှုံးသေးဘူးပေါ့နော်ဒီမှာရှုံးပွဲမရှိဘူးပွဲ20မှာအဲ့တော့ဒီ formation အကြောင်းကျွန်တော်ရှင်းပြောမယ်ပြီးနောက်တဲ့ formation တခုလည်းရှင်းပြောမယ်ပေါ့နော်နောက်တဲ့ formation ကတော့ကျွန်တော် formation မဟုတ်ဘူးဒီ global 23လား29လားမသိဘူးပေါ့နော်အဲ့ player တယောက်ကဒီ formation အကြောင်းရှင်းသူ့ရဲ့ formation အကြောင်းရှင်းပြတာပေါ့နော်ကျွန်တော်အဲ့ formation ကိုလည်းလုပ်ပြအောင်ပေါ့နော်ပထမဆုံးဒီကျွန်တော်အခုစောင့်နေတဲ့ formation အကြောင်းကိုပြောမယ်ဒီမှာကတော့ပုံမှန်အတိုင်းပဲရိုးရိုးရှင်းရှင်းပဲဘာမှထွေတူပြောင်းလဲမှုမရှိဘူးဒါပေမဲ့ပြောင်းလဲသွားတာကျွန်တော်တိုက်စစ်မှု2ယောက်မှာတယောက်ကဒီလိုဟောဖြစ်ရမှာပေါ့နော် go poacher ဖြစ်ရမယ်နောက်တယောက်ကကျတော့deep line forward ဖြစ်ရမှာပေါ့နော်အဲ့ဒါဆိုရင်ဒီကစားကွက်ကတော်တော်လေးဆော့လို့ကောင်းတယ်ပြီးရင်ဒီ second striker နေရာမှာတော့ဒီprolific winger ဖြစ်ရမှာပေါ့နော်ဘာဖြစ်လို့ prolific winger ဖြစ်ရမှာလဲဆိုတော့ prolific winger မဟုတ်ဘူးတခြား player ဆိုရင် तू ကပြေးမထွက်ဘူးဒီ player မှာပြေးထွက်မှာအဲ့တော့ဒီ prolific winger တွေကိုဒီ access နေရာမှာသုံးရမယ်ဒီလိုမျိုးကျွန်တော်မှာဆိုရင် Messi သုံးတယ် Vinicius Junior သုံးတယ်ပြီးရင်Neymar Junior သုံးတယ်ပေါ့နော်ဒီ3ယောက်ကိုသုံးတယ်ပြီးရင်နောက်ထပ်ရေးကြီးတဲ့တစ်ခုကဒီနေရာမှာဒီ CMF နေရာမှာ whole player ဖြစ်ရမှာပေါ့နော်ကျွန်တော်ကတော့ Gullit ကိုသုံးတယ်ပြီးရင် Dubé ကိုသုံးတယ် Anestra ကိုသုံးတယ်ပေါ့နော်ဒီ deep line forward နေရာမှာကျွန်တော်ဒီမှာCantona ကိုသုံးတယ်ပြီးရင်Juan Craig ကိုသုံးတယ်ပေါ့နော်ကျွန်တော် Cantona ကိုတော့နည်းနည်းပြန် train လာတယ်ဘာတွေသူက speed နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန် train လာတယ်အခုဆိုရင် speed တွေ balance တွေလည်းကောင်းတော့ lane လို့ကောင်းလို့လည်းကောင်းတယ်တော်လေးအဆင်ပြေပေါ့နော်ကျွန်တော် train လာတဲ့ဟာလေးကိုလည်းပြလိုက်မယ်လိုရမယ်3ရလို့ရအောင်ပေါ့နော်ကျွန်တော်ဒီတိုင်း train တယ်2ရယ်16ရယ်12ရယ်အဲ့တော့3တယ်ပေါ့နော်ပြီးရင်ဒီနေရာမှာတော့ orchestra ဖြစ်အောင်ပေါ့နော်ကျွန်တော်တခြား player တခြားတွေ position တွေစမ်းသုံးကြည့်ရဲမကောင်းဘူးအဲ့တော့ကျွန်တော်ဒီနေရာမှာရရ Torre နဲ့Rodri ကိုသုံးတယ်ပေါ့နော်ပြီးတော့နောက်ထပ် trade တော့မရှိဘူးဒီနေရာမှာတော့ကျွန်တော် individual instruction ကတော့ဒီကျွန်တော် sheet တက်မှာဆိုလို့ defensive 2ယောက်ထားတယ်left wing back ရယ်ပြီး anchor man ရော defensive ထားတယ်ပြီးရင်ဒီ goal poacher ကိုကျွန်တော်ထားတယ်ပေါ့နော်counter target အနေနဲ့ထားတယ်အတိုင်းပဲဆော်တယ်အဲ့ဒါအခုကျွန်တော်ပွဲ20တော့မကောက်ဘူးကျွန်တော် run ဘယ်လောက်ထိပြန်ကြပါလဲဆိုတော့1820လောက်ထိပြန်ကြပါလားကျွန်တော်အခုပြန်တင်တာပါနော်အခု1980ကျော်ပြန်ဖြစ်သွားပြီအဲ့တော့ကျွန်တော်ဒီဥစ္စာနဲ့ထိုင်ဆော်တယ်ပေါ့နော်ပြီးရင်ဒီဘက်ချက်မှာဘေးလာပြီးရင်ဒီဘက်မှာတော့ destroy ရပါတော့အတိုင်းပဲဆော်တယ်ဒီဘက်ကတော့defensive ပေါ့နော်အဲ့တော့ကျွန်တော်ဒီတိုင်းဆော်တယ်ဒီကစားကွက်နဲ့ပဲကျွန်တော်ပွဲ20ကျော်လောက်ကိုရှုံးပွဲမရှိပဲနဲ့ရောက်လာရပါတော့နောက်တစ်ကစားပွဲတစ်ခုကတော့ဒီမှာကျွန်တော်အရင်ဆုံးကစားပွဲတစ်ခုကစားပွဲကိုအရင်လုပ်မယ်ပေါ့နော်ကစားပွဲလုံးဆိုတော့ကျွန်တော်ဒီအားမလုပ်တော့ကျွန်တော်ပြောင်းလိုက်မယ်ဆိုတော့ဒီတစ်ခုယူလိုက်မယ်ဗျာဘယ်အားလည်းမသိဟိုတယောက်ပြောတဲ့ကစားကွက်ကကြာဘယ်လိုမျိုးလဲဆိုတော့ထားပါတော့သူကကျွန်တော်ဒီအမေဖုန်းနဲ့ပဲတော့မယ်ပြီးရင် तू ကတိုက်စစ်မှု2ယောက်ရှိအောင်တိုက်စစ်မှု2ယောက်ထားတယ်global 23ပြောတဲ့ဟာပေါ့နော်တိုက်စစ်မှု2ယောက်ထားတယ်ပြီးရင် तू ကဒီလိုကြီးထားတာပြောပြီးဒီမှာ destroyer ထားတယ်ဒီလိုထားတယ်ပေါ့နော်ပြီးရင်ဒီမှာလက်ဝင်ထားတယ်ပြီးရင်AMF ကို2ယောက်ထားတယ်
ပြီးရင်ဒီနောက်မှာသူဟို IMF ထားတယ်ပေါ့နော်ဒီမှာ IMF နဲ့ရောက်ထားတယ်ဒါဟို global 23ပေါ့နော်သူ့ရဲ့ profile ကိုကျွန်တော်ပြမယ်သူရှင်းပြသွားတဲ့ကစားကွက်ပေါ့နော်ကျွန်တော်တို့လည်းကျေးဇူးတင်ကပြောအောင်ပါပေါ့နော်သူကတော့ဒီလိုမျိုးနေရာမှာ IMF ကိုထားရပါတော့ပြီးရင်ဒီ IMF နေရာမှာသူကဟိုထားပါတော့ဟိုတုံးတာဗျဟိုတုံးဒီလိုတုံးတယ်ပေါ့နော်တုံးပြီးတော့ instruction ကကြတော့သူဒီမှာသူရှင်းပြသွားတယ်ဟိုရှိရပေါ့နော်ကျွန်တော်ပြီးတော့ဒီလိုလေးဖြစ်သွားရင် sorry ဗျဒီမှာဆိုရင်သူက LBO တော့ဟိုစားတစ်ဖက်ကသူကဟို4222ဒါမှမဟုတ်4312တို့ဖြစ်နေပြီဆိုရင်ねသူကဟို defensive ကိုဟို LB နေရာမှာ defensive ကိုတုံးတယ်ပေါ့နော်ပြီးရင်ဒါမှမဟုတ်လဲဟိုပြိုင်ဘက်ကဝီရလို့ထင်ရင်လဲသူကအဲ့မှာဟိုပြိုင်ဘက်ကဝီနေတာဒါမှမဟုတ်ရင်တိုက်စစ်စင်ဘိုလိုနေတဲ့အချိန်မှာဆိုရင်ねဒီ LBO attacking နေနဲ့တုံးတယ်ပေါ့နော်ပြီးရင်attacking on IMF always ဆိုတော့ဒီ IMF ကိုအမြဲတမ်းဟိုထားရပါတော့ attacking ထားရတဲ့ဒီ IMF ကိုအမြဲတမ်း attacking ထားရတယ်ဒီကတော့သူ့ရဲ့ပွဲချိန်ပေါ်မျိုးတီးပြီးတော့ကြောင်းလဲသွားလိမ့်မယ်ပြီးရင်ပါရှိသေးတယ်ဆိုတော့counter target on go pusher တဲ့ပြီးရင် go pusher ဟိုမှာ counter target ထားရပါတော့အဲ့တော့ကျွန်တော်ဒီဟိုမှာထားလိုက်မယ်ပြီးတော့တောင်းမသုံးထားလို့တောင်းမသုံးပြီးရင် on whole player AMF side or whole player လည်းဒီမှာပါပြီဒီလိုမျိုး whole player တယောက်ပါမှာပေါ့နော်ပြီးရင်ပြီးရင်သူကဟို next to him နဲ့put decline forward or no active play style သူကအဲ့လိုမျိုးဟို go push နှစ်ယောက်မသုံးခိုင်းဘူးပေါ့နော်အဲ့လိုမျိုးဒီတိုင်းပဲဟိုတခြားတစ်ယောက်သုံးပေါ့နော်ပြီးရင် U orchestra ဆိုတော့ဒီ DMF နေမှာဒီလိုမျိုးပြောတာအဲ့ဒါပဲပေါ့နော်အဲ့တော့သူကတော့ဒီကစားကွက်နဲ့ဆော့တယ်ပေါ့နော် instruction လည်းကျွန်တော်ပြပြီးသွားပြီသူကကျွန်တော် front list နဲ့မှာရှိတယ် run height run drop မြင်တယ်ဒီတယောက်သူရှင်းပြသွားတာပေါ့နော်အခုတော့သူကစားကွက်မဆော့တော့ဘူးနဲ့တူတယ်အခုတော့သူမဆော့တော့အခုတော့သူတရားဆော့နေပေါ့နော်အဲ့တော့ bro if you're watching this video I would like to say thank you for your really explanation I really appreciate it now I'm sharing to my friend from YouTube so I hope you will be global 1 or 2 or 1 to 10 soon I really appreciate thank you so much broကျွန်တော်သူနဲ့အဲ့လိုပွဲမှာတွေ့ရပါတော့တွေ့ပြီးတော့သူကဟိုမှာကျွန်တော်အမှလာပြီးတော့စကားလာပြောတာပေါ့နော်သူကတော်တော်လေးလဲကောင်းတယ်ကန်တာအဲ့တော့ဒီကစားပွဲနှစ်ခုကိုဒီနေ့ကျွန်တော်ပြောပြတာပေါ့နော်အဲ့တော့ဒီကစားပွဲနှစ်ခုနဲ့အကုန်လုံးနဲ့အဆင်ပြေမယ်လို့ထင်တယ်ပြီးတော့ဒီကစားပွဲဒါကတော့ဟို global 23 player ဆိုတဲ့ကစားပွဲပေါ့နော်ဘာမှထွေထူးတော့မရှိဘူးဒီတိုင်းပဲ destroyer ကိုကိုသမားရှင်မှာအလဲမှာထားတယ်ပြီးရင်ဒီလိုနှစ်ယောက်မသုံးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးသုံးတယ်အဲ့ဒါတော့သူစောတဲ့ကစားကွက်ပေါ့နော်အဲ့တော့ brother တို့အနေနဲ့လည်းဒီကစားကွက်ကိုလိုက်ပြီးစောကြည့်လို့လည်းရတယ်ဟိုကျွန်တော်ဒီကန်နေတဲ့ဟိုပွဲ20ကျော်တော့မရှုံးတဲ့ကစားကွက်ကိုစောကြည့်လို့လည်းရတယ်ကျွန်တော်ပြောပြတာတွေကနည်းနည်းအထောက်အကူဖြစ်တဲ့ formation တွေအထောက်အကူဖြစ်တယ်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ဖို့ပြရရခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဂိမ်းဆော့ရနိုင်ကြပါစေ